ဒီအတင်းမှာစနေစံပါသူတို့တွေမင်းရဲ့ပုံစံသူရုပ်ထုတစ်ခုထုပြီးမင်းကိုဂုံပြုတ်ပေးလိုက်မယ်အကယ်၍တင်တာလဘာဘိုးပရိသတ်တယောက်ဆိုဒီစကားကိုဘသူကဘသူကိုပြောခဲ့လဲဆိုတာတေချာပေါင်းတိမှပါလဘာဘိုးကိုအားပေးတာမကြသေးတဲ့သူတွေနဲ့ဆိုရှယ်မီဒီယာနဲ့တိတ်ပြီးအကြံတွေမရှိတဲ့သူတွေဆိုရင်တော့တီးချင်မှတီးမှာပေါ့လေကဲဒီနေ့မှာတော့တချင်ကကျွန်တော်တို့လဘာဘိုးပရိသတ်တွေရဲ့အသေးတချမ်းလို့ပြောရတဲ့အထိအယူအမှုကြိုက်ခဲ့တဲ့ဘရာဇီးမော့ဆရာလေးဖိလစ်ပီကော်တင်ညိုရဲ့အကြောင်းကိုပြောပြပေးသွားပါမယ်ကျွန်တော်အနေနဲ့လွန်ခဲ့တဲ့2ပတ်လောက်တုန်းကအတင်းရဲ့ကစားသမားဟောင်းတွေဖြစ်ကြတဲ့ကော်တင်ညိုနဲ့မာနေတို့နှစ်ယောက်မှာဘသူရဲ့အကြောင်းကိုအရင်ဆုံးတင်ပေးရမလဲဆိုပြီးမေးခဲ့တဲ့အချိန်အများစုကကော်တင်ညိုကိုရွေးခဲ့တာကြောင့်ကော်တင်ညိုရဲ့အကြောင်းကိုအရင်တင်ပေးလိုက်တာပါနောက်လာမယ့်ဗီဒီယိုကတော့ညီကိုတယောက်တောင်းဆိုထားတဲ့ပေါ့ပေါ့ပါဖြစ်မဲ့ဗီဒီယိုလေးတစ်ပုဒ်တင်ပေးဖို့ရှိပြီးအဲ့ဒါတင်ပြီးမှပဲမာနေရဲ့အကြောင်းကိုတင်ပေးသွားပါမယ်ပြောချင်တာတွေလည်းပြောပြီးပြီဆိုတော့ဗီဒီယိုလေးကိုစားလိုက်ရအောင်ကော်တင်ညိုကို1990နှစ်ဇွန်လ12ရက်နေ့မှာဂျိုဆေကာရိုကော်ရီးယားနဲ့အက်စမာရာတာကော်တင်ညိုတို့ကဘရာဇီးနိုင်ငံရီယိုဒီဂျနေရိုမြို့မှာမွေးဖွားခဲ့ပါတယ်။ရီယိုဒီဂျနေရိုမြို့ဟာ1960ပြည့်နှစ်အထိဘရာဇီးနိုင်ငံရဲ့မြို့တော်ဖြစ်ခဲ့တဲ့အပြင်လက်ရှိအချိန်မှာလည်းကမ္ဘာလက်ခီးသွားတဲ့အများဆုံးလာရောက်လည်ပတ်လေးရှိတဲ့အဓိကမြို့ကြီးတစ်မြို့အဖြစ်ရှိနေဆဲဖြစ်ပါတယ်။ရီယိုဒီဂျနေရိုလို့ပြောလိုက်ရင်လူတိုင်းအရင်ဆုံးပြင်းပြင်းကြမယ့်အရာကတော့ကမ္ဘာအံ့ဖွယ်9ပါးတဲ့ကတစ်ခုဖြစ်တဲ့ခရစ်စတယ်ရီဒီမာလို့ခေါ်တဲ့ခရစ်တော်ရဲ့ရုပ်ပါတော်လို့ပဲထင်ပါတယ်။ကော်တင်ညိုမှာခရစ္စတီယာနိုကော်ရီးယားနဲ့လီယန်ဒရိုကော်ရီးယားလို့ခေါ်တဲ့အကိုနှစ်ယောက်လည်းရှိပါတယ်။ကော်တင်ညိုရဲ့ဖခင်ဟာဗီဒုကပညာရှင်တယောက်ဖြစ်တဲ့အတွက်ကော်တင်ညိုတို့မိသားစုဟာအရန်ကြီးခက်ခက်ခဲခဲဆင်နိုင်ခဲ့ရတာမျိုးတော့မဟုတ်ပါဘူး။ဒါပေမဲ့သူတို့နေထိုင်ကြတဲ့ရိုချာဆိုတဲ့နေရာကတော့စက်ရုံဟောင်းတွေနဲ့ဖာဗီလာခေါ်အခြေခံလူဒန်းစားတွေနေထိုင်ကြတဲ့ရပ်ကွက်တွေနဲ့ညီတာကြောင့်ကျန်းမာရေးပညာရေးလက်စစ်မီစားတဲ့လူနေမှုဘဝရဲ့အခြေခံလိုအပ်ချက်တွေချို့တဲ့တဲ့အပြင်မူရည်စေခိုင်းတွေရဲ့ထိန်းချုပ်မှုတွေပါရှိတာကြောင့်ကျန်းတဲ့နေရာတစ်ခုလို့တော့ဆိုရပါမယ်။ကော်တင်ညိုဟာသူ့ရဲ့အကိုနှစ်ယောက်ကစားတဲ့ဖူဆယ်ပွဲတွေကိုလိုက်ကြည့်ရင်ဘောလုံးဘိုးတွေစတင်ကူးစားခဲ့တာပါ။ဒီလိုနဲ့ပဲကော်တင်ညိုတို့ရပ်ကွက်တွေကကွန်ကရစ်ကွင်းပြင်တွေဟာကော်တင်ညိုနဲ့သူ့ရဲ့တငယ်ချင်းတွေအတွက်တော့လေ့ကျင့်ရေးကွင်းတွေဖြစ်လာခဲ့ပါတယ်။ဒီလိုနေရာတေးသေးလေးတွေမှာကစားခဲ့တဲ့အကျိုးကျေးဇူးတွေကလည်းသူ့ရဲ့ဘောလုံးကစားသမားဘဝကိုများစွာအထောက်အကူပြုခဲ့ပါတယ်။ကော်တင်ညိုဟာအသက်6နှစ်အရွယ်မှာဒေသတင်ဖူးဆယ်ကလပ်တွေမှာစတင်ကစားနေပြီဖြစ်ပါတယ်။ဒီလိုနဲ့အသက်9နှစ်အရွယ်မှာတော့ဘရာဇီးရဲ့နာမည်ကြီးကလပ်အသင်းသတင်းဖြစ်တဲ့ Vasco da Gama အသင်းရဲ့ကင်းတောင်းတွေဟာကော်တင်ညိုရဲ့ခြေစွမ်းကိုသဘောကျတာကြောင့်သူတို့ရဲ့ဖူးဆယ်အသင်းမှာလာကစားဖို့ကမ်းလှမ်းခဲ့ပါတယ်။ကော်တင်ညိုဟာအသက်73နှစ်အရွယ်အထိဖူးဆယ်ကိုပဲအဓိကကစားခဲ့ပြီးအဲနောက်ပိုင်းမှာဖူးဆယ်ကစားတာကိုနားခဲ့ကဘောလုံးကစားသမားဘဝကိုအပြီးတိုင်ကူးပြောင်းခဲ့ပါတယ်။ဒီလိုနဲ့ပဲ Vasco da Gama အသင်းရဲ့လူငယ်အသင်းတွေမှာခြေစွမ်းပြနေတဲ့ကော်တင်ဟိုကို2010နှစ်ရာသီအပြောင်းရွှေ့မှာစီရီ A ရဲ့ထိပ်တန်းကလပ်အသင်းသတင်းဖြစ်တဲ့အင်တာမီလန်အသင်းကယူရို4တန်းအထိပေးကခေါ်ယူခဲ့ပါတယ်။ဒါပေမဲ့အဲအချိန်တုန်းကကော်တင်ညိုရဲ့အသက်ဟာ16နှစ်ပဲရှိသေးတာကြောင့် FIFA ရဲ့စီမင်းတွေအရအသက်16နှစ်မပြည့်သေးတဲ့အတွက်ကော်တင်ညိုဟာ Vasco da Gama အသင်းမှာပဲ2နှစ်အငှားစာချုပ်နဲ့ဆက်နေခဲ့ပါတယ်။ကော်တင်ညိုဟာ Vasco da Gama အသင်းကြီးအတွက်စုစုပေါင်း43ပွဲကစားခဲ့ပြီး9ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။2010ခုနှစ်နွေရာသီအပြောင်းရွှေ့မှာတော့ကော်တင်ညိုဟာအင်တာမီလန်အသင်းနဲ့စတင်ပူးပေါင်းခဲ့ပြီးဥရောပကိုစတင်အခြေချခဲ့ပါတယ်။ဒါပေမဲ့စီရီ A ရဲ့နာမည်ကျော်ခံစစ်မှုတွေကြားထဲမှာတော့ကော်တင်ညိုရဲ့တည်တည်ညံ့ညံ့ခန္ဓာကိုယ်ဟာသူ့အတွက်အကြီးမားဆုံးအားနည်းချက်ဖြစ်လာခဲ့ပါတယ်။ဒါအပြင်အသက်16နှစ်ပြည့်ကစားကောင်းလေးတယောက်အတွက်ငွေရမြေနဲ့မိသားစုကိုဆုံးခါပြီးနိုင်ငံရဲ့ခြားမှာတူဦးတဲ့ရည်တည်နိုင်ဖို့ဆိုတာကကျွန်တော်တို့ထင်ထားတာတဲ့အများကြီးပိုခက်ခဲပါတယ်။ဒါကြောင့်ကော်တင်ညိုရဲ့အဖေဟာကော်တင်ညိုကိုအပြေအဝထောက်ပံ့ပေးနိုင်ဖို့အတွက်သူ့ရဲ့ဝင်ငွေကောင်းတဲ့အလုပ်ကိုပါဆွန့်လွတ်ပြီးမိသားစုလိုက်အီတလီကိုပြောင်းရွှေ့ခဲ့ပါတယ်။ကော်တင်ညိုရဲ့ဖခင်ဟာတာပြည့်သူကိုလေးချင်ရင်ခွင်အထိကိုယ်တိုင်ကိုကြားလိုက်ဖို့ဘေးလေးရှိပြီးမီဒီယာတွေရဲ့ဝေဖန်မှုတွေကိုလည်းအသက်နိုင်ဆုံးကာကွယ်ဘေးလေးရှိပါတယ်။အင်တာမီလန်အသင်းရဲ့နီးပြဖြစ်တဲ့ဘီနီတက်ကလည်းကော်တင်ညိုကိုအင်တာမီလန်ရဲ့အနာဂတ်ဆိုပြီးပြောတဲ့အထိယုံကြည်မှုတွေပေးခဲ့တာကြောင့်ကော်တင်ညိုဟာလည်းအသင်းနဲ့တဖြည်းဖြည်းချင်းတားကြလာခဲ့ပါတယ်။အက်တလက်တီကိုမက်ဒရစ်အသင်းကို2ဂိုးမရှိဖြစ်ဆုံးနေခဲ့တဲ့2010 UEFA စူပါကပ်ပွဲစဉ်မှာကော်တင်ညိုဟာလူစားဝင်ကစားခွင့်ရခဲ့ပြီးအင်တာမီလန်အသင်းအတွက်ပထမဆုံးအကြိမ်ကစားခွင့်ရခဲ့ပါတယ်။2011ခုနှစ်မေလ10ရက်နေ့မှာကစားခဲ့တဲ့ Fiorentina အသင်းနဲ့ပွဲစဉ်မှာတော့ကော်တင်ညိုဟာအင်တာမီလန်အသင်းအတွက်သူ့ရဲ့ပထမဆုံးသွင်းဂိုးကိုဖရီကစ်ကနေတိုက်ရိုက်သွင်းယူခဲ့ပါတယ်။ကော်တင်ညိုဟာဒီလိုမျိုးဖရီကစ်သွင်းဂိုးတွေ area ထိပ်ကဝေးဝိုက်ကန်ချမ်းတဲ့သွင်းဂိုးတွေကိုလည်းနောက်တစ်ချိန်မှာသူ့ရဲ့ trademark တစ်ခုလိုဖြစ်လာတဲ့အထိကစားသမားဘဝတစ်လျှောက်လုံးများစွာသွင်းများခဲ့ပါတယ်။ဒါပေမဲ့လည်းဒဏ်ရာပြဿနာတွေကြုံတွေ့လာရတဲ့အချိန်မှာတော့ကော်တင်ညိုဟာပွဲကစားခွင့်နဲ့ပါလာခဲ့ပြီးပုံမှန်ခြေစွမ်းပြန်ရဖို့ပါရုန်းကန်လာရတာကြောင့်2012ခုနှစ်ဆောင်းရာသီအပြောင်းရွှေ့မှာပိုချက်တီနိုကိုင်တွယ်နေတဲ့စပိန်ကလပ်အက်စပန်ညိုအသင်းကို6လအငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ကော်တင်ညိုဟာအက်စပန်ညိုအသင်းမှာ16ပွဲကစားခွင့်ရခဲ့ပြီး9ဂိုးသွင်းကတဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။အဲနောက်2013ရာသီမှာအင်တာမီလန်အသင်းကိုပြန်လည်ရောက်ရှိလာခဲ့ပေမဲ့ယူရိုပါလိပွဲစဉ်တွေမှာဒါအများဆုံးကစားခွင့်ရခဲ့ပြီးစီရီ A မှာတော့10ပွဲတာကစားခဲ့ရကတဂိုးတာသွင်းယူနိုင်ခဲ့ပါတယ်။အင်တာမီလန်အသင်းအတွက်ပထမရာသီဝမှာ19ပွဲတာကစားခဲ့ရပြီး3ဂိုးသွင်းကတဂိုးတာဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်2013ခုနှစ်ဆောင်းရာသီအပြောင်းရွှေ့မှာတော့အင်္ဂလန်ထိပ်သီးကလပ်ဖြစ်တဲ့လီဗာပူးအသင်းစီကိုပေါင်7.5တန်းနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ကော်တင်ညိုကိုလီဗာပူးအသင်းသားမကဆောက်တန်တန်အသင်းကပါစိတ်ဝင်စားခဲ့ပါတယ်။ပုံမှန်ဆိုရင်လူငယ်ကစားသမားအများစုဟာပွဲတော်ခွင့်အာမခံချက်မရှိတဲ့အသင်းကြီးတွေကိုရွေးတာထက်ပွဲတော်ခွင့်အာမခံချက်ပေးနိုင်တဲ့အသင်းငယ်တွေကိုရွေးချယ်လေးစီပြီးသူတို့ရဲ့ကစားသမားဘဝကို
တည်ဆောက်ကြလေးရှိပါတယ်ဒါပေမဲ့ကော်တင်ညိုကတော့ပွဲတော်ခင်အာမခံချက်မရှိတဲ့လီဗာပူးအသင်းကိုသာရွေးချယ်ခဲ့ပါတယ်ကော်တင်ညိုကိုခေါ်ယူဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးအချိန်တုန်းကလီဗာပူးအသင်းရဲ့ဖုတ်ဘောဒရိုက်တာဖြစ်တဲ့ဒန်နီယယ်ကိုမိုလီကဘီနီဒက်ကကျွန်တော်တို့ကိုကော်တင်ညိုဆိုတဲ့ကောင်လေးကကဘာစင်ကစားသမားဖြစ်လာနိုင်ကြောင်းပြောကြားခဲ့ပြီးအချိန်ကလေးကနေကျွန်တော်တို့အနေနဲ့ကော်တင်ညိုကိုစောင့်ကြည့်ခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်2013ခုနှစ်ဖေဖော်ဝါရီ17ရက်နေ့မှာကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်တစ်ပွဲဖြစ်တဲ့ West Brom အသင်းကို2ဂိုးကိုမစီနဲ့ဆုံးနေခဲ့တဲ့ပွဲစဉ်မှာကော်တင်ညိုဟာအသင်းပေါ်ဒေါင်းနီရဲ့နေရာမှာလူစားဝင်ကစားခဲ့ပြီးလီဗာပူးအသင်းတော်ပထမဆုံးအကြိမ်ကစားခွင့်ရခဲ့ပါတယ်။ပွဲအပြီးနောက်ထပ်ပရီးမီးယားလိပွဲစဉ်တစ်ပွဲဖြစ်တဲ့ဆွမ်စီအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာကော်တင်ညိုဟာလီဗာပူးအသင်းတော်ပထမဆုံးအကြိမ်ပွဲတော်ကစားခွင့်ရခဲ့ပြီးလီဗာပူးအသင်းတော်သူ့ရဲ့ပထမဆုံးသွင်းဂိုးကိုပါသွင်းယူနိုင်ခဲ့ပါတယ်။အဲ့ဒါအပြင်ကော်တင်ညိုဟာ2013ခုနှစ်မတ်လအတွင်းမှာကစားခဲ့တဲ့လီဗာပူးအသင်းရဲ့ပွဲစဉ်၄ပွဲစလုံးမှာပွဲတော်ကစားခွင့်ရခဲ့ပြီးတကိုးသွင်း3ဂိုးဖန်တီးပေးနိုင်ခဲ့ကခြေစွမ်းပြခဲ့တာကြောင့်လီဗာပူးအသင်းရဲ့တလားတာအကောင်းဆုံးကစားသမားဆုကိုပါရရှိခဲ့ပါတယ်။ဒါကြောင့်ကော်တင်ညိုဟာလီဗာပူးအသင်းအနေနဲ့သူ့ကိုခေါ်ယူခဲ့တာမှန်ကန်ကြောင်းမြန်မြန်ဆန်ဆန်ပဲတက်တည်ပြနိုင်ခဲ့ပါတယ်။ကော်တင်ညိုဟာ2013-14ရာသီမှာလီဗာပူးအသင်းနဲ့အတူပရီးမီးယားလိဖလားရဖို့လက်တကမ်းလို့ထိရောက်ခဲ့ပေမဲ့ယာတီကွန်ကနီမှရလက်တွေရန်ရန်ခဲ့တာကြောင့်ဒုတိယနေရာနဲ့ဒါကျင်းခဲ့ရပါတယ်။ဘရန်ဒန်ရောဂျာထွက်အပြီးဂျာချင်းကလော့လက်ထက်မှာတော့ကော်တင်ညိုဟာအသင်းရဲ့မရှိမဖြစ်ကစားသမားဖြစ်လာခဲ့သလိုအသင်းရဲ့အကောင်းဆုံးပလေယာလို့ပြောလို့ရတဲ့အထိပါခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။ကော်တင်ညိုဟာလီဗာပူးအသင်းနဲ့အတူ2016ခုနှစ်မှာကာရာဘောင်ဖလားဘိုလ်ပွဲနဲ့ယူရိုပါလိဘိုလ်ပွဲတွေကိုတက်ရောက်ခဲ့ပေမဲ့လည်းကာရာဘောင်ဖလားဘိုလ်ပွဲမှာမန်စီးတီးအသင်းကိုပွဲချိန်အတွင်းတကူတကူနဲ့တည်ရကြခဲ့ပြီးပယ်နတီအဆုံးဖြတ်နဲ့ဆုံးနေခဲ့သလိုယူရိုပါလိဘိုလ်ပွဲမှာလည်းစီဗီလာအသင်းကို3ဂိုးတကူနဲ့ဆုံးနေခဲ့တာကြောင့်ဒုတိယနေရာတွေနဲ့ဒါကျင်းခဲ့ရပါတယ်။ဒါပေမဲ့ကော်တင်ညိုဟာမန်စီးတီးအသင်းနဲ့ပွဲမှာအသင်းသွက်ခြေပကိုသွင်းပေးခဲ့သလိုစီဗီလာနဲ့ပွဲမှာလည်းစတာရီရဲ့သွင်းဂိုးကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒါကတော့လီဗာပူးအသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ကော်တင်ညိုရဲ့အကြောင်းအပိုင်းတစ်ပါ။နောက်လာမယ့်အပိုင်းမှာတော့ကော်တင်ညိုတယောက်လီဗာပူးအသင်းကနေထွက်ခွာခဲ့ပုံတွေနဲ့သူ့ရဲ့ကစားသမားဘဝတဖြည်းဖြည်းချင်းနှိမ့်ဆင်သွားခဲ့ပုံတွေအကြောင်းသင်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပေးခဲ့ကြဖို့နဲ့ဗီဒီယိုလေးကိုသဘောကျတဲ့ဆိုရင်လည်း like လုပ်လေးကိုနှိပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။အပိုင်းနဲ့အတူပြန်လာခဲ့ပါမယ်။